မင်္ဂလာပါဂျာကြီးဒီဘက်မီတင်မှာကိုတို့ရဲ့ weekly activity ကိုဆွေးနွေးကြမယ်ဟုတ်ကဲ့ပါwriter တယောက်စီကနေမနေ့ကကျွန်တော် complaint တစ်ခုရတဲ့အချိန်ဟုတ်လားဘယ်လို complaint လဲညီwriter က customer စီကို order တက်လို့သွားကောက်တဲ့အချိန်မှာ customer က pick up မတင်အောင်ဆိုပြီးပြောတယ်ဂျာကြီး customer မတင်မဲ့ application ဘယ်လို order တက်မလဲကြီးသူ့ရဲ့ကလေးကမှားပြီးတော့နှိပ်မိရလို့ပြောတယ်ဂျာကြီးဟောကလေးတော့ order တင်နေဆိုတော့ application ကတော်တော်လွယ်နေရတာကွာဟုတ်ပါဂျာကြီးညီမတို့ဝေဖို့က15ရက်နေ့တက်လာပဲ2026ကနေစပြီးတော့ delivery တွေအပြောင်းလဲလုပ်လိုက်တာကြောင့် customer တွေရဲ့ feedback တွေကိုသိအောင်တော့ညီမအနေနဲ့ follow up လိုက်ခဲ့ပါတယ်ဂျာကြီးကောင်းတယ်ဘယ်လို feedback တွေရလဲတင်ပြပြတော့ဟုတ်အများစုကတော့အကုန်စင်နေပါတယ်ပေါ့နော်ဒါပေမဲ့အများစုတောင်းဆိုတာကတော့ဒီသူတို့ရဲ့ထပ်တိုးမျိုးတွေကိုထပ်ပြီးတော့တိုးချဲ့ပြီးတော့ပါဘာလို့လဲဆိုတော့သူတို့တွေအတွက်ကဝေဖို့အသုံးပြုရတာ FOD ငွေကြေးနဲ့လည်းပတ်သက်ပြီးယုံကြည်စိတ်ချရတာကြောင့်သူတို့တွေအတွက်မျိုးကိုပို့ပြီးတော့တိုးချဲ့ပေးနေတာပါတယ်ဂျာကြီးဟုတ်ပြီအခုလိုစင်ကြီးကကြားတာကိုတို့ computer အားရှိတယ်အကျိုးမျိုးတွေအတွက်တိုးချဲ့မဲ့အစီအစဉ်ရှိရဆိုတဲ့အကြောင်းအရာကို customer ထပ်ပြီးကြောင်းထားပြပါဦးဟုတ်ကဲ့ပါဂျာကြီးကြာကျွန်တော်တို့ရဲ့ packaging material ခိုင်ခန့်မှုကအရင်ကောင်းတယ်ဆို customer ရပြောကြတယ်ကြာဟုတ်လားဘယ်တော့ကောင်းနေရလဲWeibo ရဲ့ packaging material ခိုင်ခန့်မှုကMarvel ရဲ့ Iron Man အောင်မှာမကွဲနိုင်ဘူးဆိုပြီးပြောကြတယ်ကြာအခုတို့ပစ္စည်းကအဲ့တော့ကောင်းနေရလားဟုတ်တယ်ကြာပြီးတော့ကျွန်တော်တို့အရင်ဘက်ကSafe Friday season မှာမေးခဲ့တယ်အခက်ဆုံးမေးခွန်းကကျွန်တော်တို့မေးခဲ့တယ်မေးခွန်းအောင်မှာ customer ရဲ့အလွယ်လေးဖြည့်ရှင်းနိုင်သွားကြာပြီးတော့တို့ကလည်းအဲ့အတွက်ဘာစုပေးမှလဲတဲ့ပြောကြကြာစုတော့ပေးသေးပါဘူးကွာဖုန်းမေးလက်ဆောင်မယ်တော့ပြောလိုက်ပါအခုတို့ Weibo's က free return area တတ်မှတ်ထားကြအောင် customer အကြောင်းကြားပေးပြီလားဟုတ်ကဲ့ပါဂျာကြီးရန်ကုန်မန္တလေးနေပြီးတော့၃မျိုးကတော့ free return area တတ်မှတ်ပြီးသားဆိုတာ customer အများစုကသိပြီးသားပါဂျာကြီးထပ်တိုး free return area အနေနဲ့ရန်ကုန်မန္တလေးလက်ဟောက်မှာရှိတဲ့ Intercom ဘက်ကိုဖျားကြီးဒိုက်ဦးဘိုင်းကာပြုတ်တစားညောင်လေးပင်ပိန်းစလုံးဖတ်တိုးအုတ်တင်းတောင်ငူကေတုမတီရေတာရှည်လဲဝေးပြည်မနာတက်ကုန်းရမဲတင်ပျော်ပွဲတာစီမိထီလာဝမ်းတွင်ကူမဲမြစ်တာကြောက်စဲပလဲတတက်ဦးမြင့်ငယ်မျိုးတွေကိုလည်း free return area ပဲတတ်မှတ်ထားကြအောင် customer တွေသိအောင်အကြောင်းကြားပေးထားပါရင်ဂျာကြီးအဲ့တော့နောက်ဆုံးအနေနဲ့ကိုပြောချင်တာကတော့ပုံမကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကိုပေးနိုင်ဖို့လည်းကိုစူးစမ်းနေတယ်တို့တူပဲညီတို့ညီမတို့ကလည်းအခုစူးစမ်းနေတဲ့အချိန်တိုင်းဆက်ပြီးစူးစမ်းပေးပါအကိုတို့ Weibo's က customer တဦးတယောက်ချင်းချင်းကိုတန်ဖိုးထားသလိုရိုးသားစူးစမ်းတဲ့ဝန်ထမ်းတွေကိုလည်းအမြဲစောင့်ကြည့်ပြီးတော့ချင်းမြောက်ဖို့အတွက်အသိရှိပါတယ်ဟုတ်ကဲ့ပါ